အရင်ဆုံးကပ်ထဲဝင်လိုက်မယ်ပြီးရင် new project ဆိုတဲ့ဟာကိုနှိပ်လိုက်မယ် new project ဆိုတာနှိပ်ပြီးရင်ကိုထည့်ချင်တဲ့ဗီဒီယိုလေးတွေကိုရွေးပြီးထည့်လိုက်မယ်အဲဆိုရင်ကိုထည့်လိုက်တဲ့ဗီဒီယိုလေးတွေကြာလာနိုင်မယ်ဗီဒီယိုတစ်ခုတည်းပဲ timeline မှာပြည့်မြင်နေရတယ်ဆိုရင်လက်နဲ့ချောင်းလေးနဲ့ဆွဲပြီးတော့ခြုံလိုက်အဲဆိုရင်လိုလေးအကုန်မြင်ရသွားနိုင်မယ်ထည့်ထားတဲ့ဗီဒီယိုတွေကိုရှေ့နောက်ချင်းနေတယ်ဆိုရင်လက်ညှိုးလေးနဲ့ဖိပြီးတော့ဆွဲလိုက်လို့ရတယ်ဒီနေရာမှာအောက်ကတူးတွေအများကြီးပဲဗာဒီမှလည်းမသိဘူးဆိုတော့မလန့်သွားကြပါနဲ့လောရင်လည်းနားလည်လာပါလိမ့်မယ်ဆိုတော့edit ဆက်လုပ်မယ်edit ဆက်လုပ်မယ်ဆိုတော့ဗီဒီယိုလေးကိုနှိပ်လိုက်မယ်လက်ညှိုးနဲ့ချောင်းလေးနဲ့ပုံမြင်အောင်လို့ဆွဲချက်လိုက်မယ် split ဆိုတာလေးကိုနှိပ်လိုက်မယ် split ဆိုတာလေးကိုနှိပ်လိုက်ရင်ဆိုရင်ဒီဗီဒီယိုကိုနှစ်ပိုင်းခွဲသွားပြီလိမ့်မယ်နှစ်ပိုင်းဖြစ်သွားပြီကိုကရှေ့ရတဲ့ပိုင်းကိုဖြတ်ချင်နေဆိုရင်ရှေ့ရတဲ့ပိုင်းကိုနှိပ်လိုက် delete ဆိုတာလေးကိုနှိပ်လိုက်ပြတ်သွားလိမ့်မယ်ဖြတ်မိလိုက်လို့ပြန်ခွင့်ချင်နေဆိုရင်လည်းဒီ undo စတန်လေးကိုနှိပ်လိုက်အဲဆိုရင်ပြန်ပေါ်လာလိမ့်မယ်ဒီနေရာမှာနှိပ်မိရင်ပဲဖြစ်ဖြစ်အနောက်ပြန်ဆုပ်ချင်တာပဲဖြစ်ဖြစ်ဒီကောင်လေးကိုနှိပ်လိုက်လို့ရတယ်နောက်ကဗီဒီယိုကိုဖြတ်ချင်နေဆိုရင်လည်းနောက်ကဗီဒီယိုကို select ပြီး delete နှိပ်ရပြီပြန်ခေါ်ချင်နေဆိုရင် undo ဘတ်ပြန်နှိပ်လိုက်ပုံမှန်အတိုင်းပြန်ဖြစ်သွားပြီဒီမှာရှိတဲ့အဲ့ဒီကိုနှိပ်တာနဲ့ခုနကဗီဒီယိုကိုနှိပ်တာနဲ့ပေါ်လာမှချင်းကတော့အတူတူပဲအောင်းနေနေရတယ် split ရဲ့ဘေးမှာ speed ဆိုတာရှိတယ် speed ကိုတိုးလိုက်ရင်ဗီဒီယိုကမြန်သွားမယ် speed ကို short လိုက်ရင်ဗီဒီယိုကနေသွားမယ် speed ကတော့ဒီလောက်ပဲspeed ရဲ့ဘေးက animation ဆိုတာတော့ဗီဒီယို animation ပေးရဖြစ်ပါတယ် in and out animation ပေးလို့ရတယ်ဒီမှာကိုကြိုက်တဲ့ဟာတစ်ခုရွေးပြီးတော့ထည့်လိုက်လို့ရတယ်ကျွန်တော်ကြိုက်တာတစ်ခုရွေးပြီးတော့ထည့်လိုက်မယ် pro လို့ရေးထားတာတွေကတော့ဝယ်သုံးမှာပဲရမယ်မဟုတ်ရင် export ထုတ်တဲ့နေရာမှာ time ပတ်လိမ့်မယ် crop version ရှာသုံးရင်လည်းရတယ်ညာစင်ရတော့ animation ရဲ့ကြာချိန်ကိုဘယ်လောက်ကြာအောင်ထားမလဲဆိုတာသတ်မှတ်လို့ရတယ်ကျွန်တော်တစ်ခုသတ်မှတ်လိုက်မယ်ဒီအောက်မှာပါတဲ့တခြားဟာတွေကတော့မသိလေရတယ်ဘာမှမဖြစ်ဘူးဒီ volume ဆိုတာတော့ဒီဗီဒီယိုမှာပါတဲ့အတန်ကိုအတူ short ပေါ့ဒါဒီဗီဒီယိုမှာတော့အတန်မပါတော့ကြတော့အတန်သူ short ပါမှာမဟုတ်ဘူးဒီ filter ဆိုတဲ့ဟာကတော့ကာလာတွေချိန်လို့ရတယ်ဒီထဲမှာကာလာတွေအများကြီးရှိတယ်အဲမှာကိုကြိုက်တဲ့ဟာလေးတွေရွှေ့ပြီးတော့ပြောင်းကြည့်လို့ရတယ်အဲ့တော့ဒီဗီဒီယိုလေးကိုသချင်းထည့်လိုက်အောင် audio လေးကိုသွားမယ်ပြီးရင် sound လေးကိုဝင်လိုက်မယ် sound ထဲမှာသူအများကြီးကြာလာနိုင်မယ်အဲ့ထဲမှာကိုရွေးပြီးတော့လည်းထည့်လို့ရတယ်ဒီ file က extract ဆိုတဲ့ထည့်ရတယ်ထည့်လို့ရတယ် from the file ဆိုတဲ့ထည့်ရတယ်ထည့်လို့ရတယ် extract ဆိုတော့ဒီဗီဒီယိုတွေကအတန်တွေကိုပြန်ထည့်အောင်အဲ့ထဲကနေလည်းထည့်လို့ရတယ်ကျွန်တော်ကတော့ကျွန်တော်ဖုန်းထဲက down ထားတဲ့တခြင်းတစ်ပုဒ်ကိုထည့်လိုက်မယ်တခြင်းအနောက်ကိုရောက်နေဆိုရင်လက်လေးနဲ့ဖြီးပြီးတော့အရှိကိုဆွဲလိုက်မယ်ဒီအရှိကိုရောက်သွားလိမ့်မယ်ဒီမှာဗီဒီယိုတွေကနည်းနည်းအသက်ဝင်လိုက်ပေါ့နော်ပြီးရင်ဒီမှာ4003လေးတွေ့နေမယ်အဲဒီ4003လေးကိုနှိပ်လိုက်ဆိုရင်သူက transition တွေလုပ်လို့ရတယ်ဗီဒီယိုတစ်ကန့်နဲ့တစ်ကန့်ကြာမှာ transition တွေထည့်လို့ရတယ်ဒီထဲကနေလည်းကိုယ်အဆင်ပြေတဲ့ဟာတစ်ခုယူပြီးတော့ထည့်နိုင်မယ် transition ရဲ့ကြာချိန်ကိုလည်းအတူ short လုပ်လို့ရတယ်ကိုယ်ကကြာနည်းနည်းကြာထားခြင်းတိုးလိုက်မယ်ခဏပဲထားခြင်းနဲ့ဆိုရင်တော့ short လိုက်မယ်ပေါ့ဒီအောက်မှာရှိတဲ့ apply to all နှိပ်လိုက်ရင်တော့ကိုယ့်ရဲ့ transition တွေကဗီဒီယိုတွေအားလုံးရဲ့တကယ်နဲ့တကယ်ကြာမှာတက်ရောက်သွားမှာဖြစ်တယ် transition လေးတစ်ခုရတော့ပါပြီအဲ့တော့ sound effect တွေထည့်လိုက်မယ်ပို့ပြီးတော့အသက်ဝင်တော့လို့ဒီမှာ effect ဆိုတဲ့ဟာလေးကိုနှိပ်လိုက်မယ်ပြီးရင် effect တွေအများကြီးကြာလာနိုင်မယ်ဒါပေမဲ့ကျွန်တော်တို့ကပင်လယ်ကြီးနဲ့ရှိနေဆိုတော့ cushion ဆိုပြီးတော့နှိပ်လိုက်မယ်အမှပင်လယ်နဲ့ပဲတက်တဲ့အသက်ကြီးကြာလာနိုင်မယ်အဲ့ဒီထဲမှာကျွန်တော်တို့တစ်ခုကိုရွေးပြီးတော့ထည့်နိုင်မယ်ပထမဆုံးဗီဒီယိုနဲ့ညီအောင်လို့နည်းနည်းညီလိုက်မယ်ပြန်နှားထောင်ကြည့်လိုက်ရင်ပို့ပြီးတော့မှမိုက်တဲ့ဗီဒီယိုတစ်ခုရလာနိုင်မယ်တန်ရင်ချိန်ရောဘောလုံးနဲ့ရိုက်သွားပြီးတော့တန်လေးနဲ့ရွှေ့လိုက်မယ်ပြန်နှားထောင်ကြည့်လိုက်မယ်
နောက်ဆိုရင်ဆင်ပြေသွားပြီတချင်းလေးထည့်ပြီးဆိုတော့အခုစာသားထည့်မယ်text ဆိုတာလေးကိုနှိပ်လိုက်မယ်ပြီးရင်ကိုကြိုက်တဲ့စာသားတစ်ခုခုကို edit text ဆိုတာလေးကိုနှိပ်ပြီးတော့ထည့်လိုက်မယ်ကိုလိုတော့ site ကိုလမ်းချောင်းလေးနဲ့ချိန်ကြည့်လို့ရတယ်ဒီလိမ်မောင်အောင်တုံးလေးကိုဖိပြီးတော့လေကိုထားခြင်းတဲ့နေရာကိုရွှေ့လို့ရတယ် style ဆိုတော့နှိပ်ပြီးတော့ဖောင်းကိုထားခြင်းလိုမျိုးထားလို့ရတယ်ကိုကြိုက်တဲ့ဖောင်းကိုရွေးပြီးတော့ထားလိုက်ပါဒီကောင်လည်း animation ပေးလို့ရတယ်ဘယ်လိုပုံစံနဲ့ဝင်လာပြီးတော့ဘယ်လိုပုံစံပြုတ်သွားမလဲဆိုပြီးတော့လုပ်လို့ရတယ်ဒီမှာအများကြီးရှိတဲ့ပုံစံတွေအများကြီးရှိကိုကြိုက်တဲ့ဟာတစ်ခုနှိပ်ပြီးတော့အချင်းကိုလည်းကိုကြိုက်တဲ့လောက်သတ်မှတ်ပြီးတော့ထားလိုက်လို့ရတယ်ဘယ်လိုပြန်ပြုတ်သွားမလဲဆိုတော့လည်းအောက်ဆိုတာလေးကိုနှိပ်ပြီးတော့ကိုကြိုက်တဲ့လိုရွေးလို့ရတယ်ရှာပြီဆိုရင်အစားအနေပြန်ကြည့်လိုက်မယ်animation ရဲ့ဘေးမှာ effect ဆိုတာလည်းပါတယ်အဲ့ဒီမှာကိုကြိုက်တဲ့ font design တွေကိုရွေးပြီးတော့လည်းထည့်လို့ရတယ်ကျွန်တော်တော့ဒီတိုင်းလေးပဲထားလိုက်မယ်ratio အနေနဲ့မယ်ဆိုရင် TikTok ရော IG ရော YouTube ရောမှာ ratio တွေအများကြီးရှိနေမယ်ကိုဘယ်မှာတင်ပါလဲဆိုတဲ့ပုံမူတည်ပြီးတော့ကိုတက်တယ်လို့ပြောင်းလို့ရတယ် basic ကတော့ဒီလောက်တည်ရင်ရပါပြီ video လေးရပြီဆိုတော့ export ထုတ်မယ်ဒီကောင်လေးကိုနှိပ်လိုက်မယ် resolution တွေ frame size တွေကိုတက်တယ်လို့ထားလို့ရတယ် frame size ကိုတော့တတ်တီးထားရင်အဆင်ပြေတယ်အောက်ကတစ်ခုလည်း recommended ဆိုတာပဲထားလိုက်ပါအဲဆို export ထုတ်လို့ရပြီ100အထိပြအောင်စောင်းလိုက်ရင် video လေးရတော့ပါပြီအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဒီ video လေးကခင်ဗျားတို့အတွက်သုံးဝင်နေဆိုရင် like and subscribe လေးလုပ်ထားပေးပါတခြားသိချင်တာရှိရင်လည်း comment မှာဝင်ပြီးတော့မေးလို့ရပါတယ်ကျွန်တော် video လေးလုပ်ပြီးတော့ပြန်ဖြည့်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်နောက် video မှာပြန်တွေ့ကြပါမယ်ကောင်းသောနေ့လေးပိုင်ဆိုင်နိုင်ကြပါစေ